ကြောင်းမို့စိတ်ချမ်းမြောနိဗ္ဗာန်သောဗိမာန်ခေါ်လို့ဗိမာန်ဘောတို့ဘုရားတကားဘုရားမတို့အမကွာတရားရဖို့တရားနာကြွကြပါပြုတရားနာကြွကြပါပြုတရားနာကြွတော်မူကြပါလေကောင်းတို့တော်ကြီးပါမရှိဓမ္မမိတ်ဆွေတို့တွေတော်အောင်လို့ညာဂိမ်းကဘဏ္ဍာကြီးချိန်မှာဖြင့်အာလေးမဟာစီအာမယုကာမဆရာတော်ဥပ္ပဒသုညမနေပါတော်ရတော်များကြီးမြတ်ဟောကြားပေးပြီးဖြစ်ပါ၍တရားတော်နာကြောက်ရောက်ပါရန်အလူရှင်များရဲ့ပူဇော်လေးစားတော်ပိဋကပါဘုရားတော်ရှင်သူပြောကြောင်းမို့စိတ်ကြံမြောနိဗ္ဗာန်သောဗိမာန်ခေါ်လို့ဗိမာန်ဘောတို့ဘုရားတကားဘုရားမတို့အမကွာတရားရဖို့တရားနာကြွကြပါပြုတရားနာကြွကြပါပြုတရားနာကြွတော်မူကြပါလေယောအလားတေးချွေကဘဝရင်စီယာသစ္စာတွေလည်းမချုပ်ဓမ္မရေးပရိသာများပေးဝေကမေတ္တာတွေလည်းပို့အလားတေးချွေကဘဝရင်စီယာသစ္စာတွေလည်းမချုပ်ဓမ္မရေးပရိသာများပေးဝေကမေတ္တာတွေလည်းပို့တန်ရာဖုံဖုံတရားတခါသာဆုံးသာသနာပြုပါကုန်တန်ရာဖုံဖုံတရားတခါသာဆုံးသာသနာပြုပါကုန်လူဘဝဘုံတို့ခုခဏကြုံလို့အချိန်ရှိခိုင်းလုံးလာဆိုင်ကြစို့မန္တနာညွတ်ကွင်းလဲရှင်းလို့တန်ရာဝစီရကင်းဖို့မန္တနာညွတ်ကွင်းလဲရှင်းလို့တန်ရာဝစီရကင်းဖို့တရားတကားဘုရားမတို့အမကွာတရားရဖို့တရားနာကြွကြပါပြုတရားနာကြွကြပါပြုတရားနာကြွတော်မူကြပါလေယောကောင်းတို့အလူတော်ရှင်သူပြောကြောင်းမို့စိတ်ကြံမြောနိဗ္ဗာန်သောဗိမာန်ခေါ်လို့ဗိမာန်ဘောတို့ဘုရားတကားဘုရားမတို့အမကွာတရားရဖို့တရားနာကြွကြပါပြုတရားနာကြွကြပါပြုတရားနာကြွတော်မူကြပါလေယောဘဝရင်စီယာသစ္စာတွေလည်းမချုပ်ဓမ္မရေးပရိသာများပေးဝေကမေတ္တာတွေလည်းပို့အလားတေးချွေကဘဝရင်စီယာသစ္စာတွေလည်းမချုပ်ဓမ္မရေးပရိသာများပေးဝေကမေတ္တာတွေလည်းပို့တန်ရာဖုံဖုံတရားတခါသာဆုံးသာသနာပြုပါကုန်တန်ရာဖုံဖုံတရားတခါသာဆုံးသာသနာပြုပါကုန်လူဘဝဘုံခုခဏကြုံလို့အချိန်ရှိခိုင်းလုံးလာဆိုင်ကြစို့မန္တနာညွတ်ကွင်းလဲရှင်းလို့တန်ရာဝစီရကင်းဖို့မန္တနာညွတ်ကွင်းလဲရှင်းလို့တန်ရာဝစီရကင်းဖို့တရားတကားဘုရားမတို့အမကွာတရားရဖို့တရားနာကြွကြပါပြုတရားနာကြွကြပါပြုဘု
သိုလ်စေရနာမိမိတို့စွာရှိသမျှဒီဒီကရဝါကဒုက္ခရသောဘာဝနာမယဘုရားကုသိုလ်စေရနာဗျာဗျာပေါင်းတို့ကြောင့်ဒိဋ္ဌဗေဒံယမကတေလောဘတိုင်းကင်းလုံးငြိမ်းမြဝိဝါကြ၍သစေနာကိမြမသရရေသသောလောကီကောင်းကျိုးတရားဆဆတို့ဖြင့်ကိုယ်စီကိုယ်ငါပြည့်စုံကြလို့ပြီလေစေယကတေတို့၏ငြိမ်းရောက်ပြသောနိဗ္ဗာန်ကိုရည်ဉာဏ်သောစွာကိုယ်စီကိုယ်ငါရတွေရောက်တွေပြည့်မောက်ပြုတွေနိုင်ကြပါစေအာမင်တေပိရဏေနာသာပိသတိလံနမယသာမိဒုက္ခကတ္တဝါပိရဏေသဧဝံတေ
ဣဒရမေနာဗျာဗျာတနာယရဏသုံးသောဗရဏဂုံသုံးပါးနှင့်သာဒုရကဝါဒေစေကသမဏဂတံဧကသာတံနှင့်ပြည့်စုံသောသီလံကိုယ်ခြင်း၌သာသီလယရဏကိုအဘမရေနာမမေမလယောမဘောပံသာပမာရမုဇရတိတရားဖြင့်သဘာရေသာယေကသအိဗံယာတိဘဝတိုင်အောင်ကောင်းစွာတွင်ဒီစီပြည့်စုံနိုင်ကြပါစေကုန်သတည်းဘောဓာရေ1384ခုနှစ်ဒုက္ခရာဇာမဂေလိညာရာရွတ်လေရွာတိကြီးရွာဒုရယမလည်းပြကြတော့ဥအောင်ဆိုဒေါကဆန်းဥနိုင်ရင်တော်အေးမောဥတီဟတော်မြင့်ခိုင်ဥရနိုင်ရောတော်သေပြေသောတာယရဏမောင်ပိုင်ခတ်သောမိသားစုတို့၏ဒီလိုလားတာပြောနေမှာကျိုးဓမ္မတွေတဲ့ဆင်းရဲမှာပြည့်လို့ရာ၌ဒီကဓမ္မဒါနဓမ္မဒေသတွေအားဖြင့်ပြောပြတော့သောဒနာပိရကကာယနာတိကေသာရဝကနယောပါတိမာလာစိတိသာဓုသုတ်တံကိုခြေကံကံစာဆင်၍ပြောပြတော့အကောင်းဆုံးတရားတော်အလုံးစုံမှာရေရောရောရတာကြောင့်မရတဲ့ရမယ့်တရားကောင်းစဉ်ကအကောင်းဆုံးတရားတော်ဒီတရားတော်ကိုအလုံးနဲ့တော့ငါးပါးရှိခိုးရစတဲ့တရားအောင်အလုံးတို့ပြည့်စုံအာရုံယူ၍ငါးပါးလေးဆိုတာဘုရားဘုရားယ
ဘ
ကောင်းနေတော့နဲ့အဲ့ဒါနောက်ဆုံးစိတ်ချုပ်ပြီးတော့မှအားလုံးသောအလူဒါနတွေကိုသိချုပ်ပြီးတော့မှသူကဒီလက်ချဝင်းကြီးလုပ်ပြီးတော့ကျေမောမောဂလိဘုရားအိဋ္ဌဆိုတဲ့အခြေကိုစောင့်တယ်ရှင်ဗျာသာသနာမှာတတိတော်တော့သူနိုင်တဲ့လူရှိသလားကျွန်တော်မောဂလိဘုရားအိဋ္ဌပရိကြီးကပြည့်တော်မူတဲ့ဒါရတော်မင်းကြီးလက်တော်ဘုရားတတ်တော်ပင်စားရှိတော်ကရောလက်တော်ဘုရားမင်းကြီးတော်ဆံပြီးရခုတော်မိတ်ပါရောဒါတော်မင်းကြီးကသူနိုင်တဲ့လူတရားမှမပေါ်လေသေးဘူးလို့ပြောတော့ဒီထဲမှာတော့မင်းကြီးကထပ်လျှောက်တယ်ဒါဆိုရင်အရှင်မြတ်တတိတော်သာသနာအမွေခံထိုက်တဲ့လူဖြစ်ပြီလားအမွေခံထိုက်တဲ့ပုဂ္ဂိုလ်သာသနာအမွေခံထိုက်တဲ့ပုဂ္ဂိုလ်ပြပါပြီလားလို့ပြောတော့ရှင်မောင်မောင်လေးဘောဓတေသမေကိုမေတ္တာလာကြတော့ပြည့်နေရတာရှင်ကြီးကပြောပါတယ်ဒါကတော့မင်းကြီးပစ္စည်းလူယုံနဲ့သာသနာအမွေခံမဖြစ်ဘူးပစ္စည်းရှိတိုင်းသာသနာအမွေခံမဖြစ်ဘူးနော်သာသနာအမွေခံဖြစ်တယ်ဆိုရင်လည်းပစ္စည်းလူယုံနဲ့မရပါဘူးတဲ့သာသနာတော်ဘာတရားလုံးလို့ဆိုတော့ကိုယ်ရင်သွေးကိုလူရတယ်ဒါလူရမယ်ယောဂီကတိမာသာသောဝရမေသောဝရနောရတဗုဒ္ဓနာမစေတိယောဇတိမာသတာယာသောကာလနတလို့ဒါတော့မြည်တော့မှဆင်းရဲတဲ့လူတွေဖြစ်ဖြစ်ချမ်းသာတဲ့လူတွေဖြစ်ဖြစ်ဘယ်လူမျိုးမဆိုတို့ရင်တွေကိုသာနာဝရစေယံပြည့်တဲ့သာသနာအလုံးတွေကိုလုပ်ကိုရတဲ့သူရကြတယ်ဆိုမှအဲဒီလိုပုဂ္ဂိုလ်မျိုးတွေကသာသနာအမွေခံပုဂ္ဂိုလ်လို့ခေါ်ရတယ်ဟုတ်လားဟုတ်ပါဗျာအဲ့ဒါသာသနာအမွေခံဆိုတာဘာပြောတာလဲဆိုတော့ဒီလာကပုံပြပါတယ်သာသနာအမွေခံဆိုတာသာသနာနဲ့အကျိုးတော်လားအားနဲ့အကျိုးတော်သာသနာနဲ့အကျိုးတော်ပါဗျာဟုတ်တာပေါ့ဒါတော့ဒီစီဝုတွေတော့တဲ့လူတင်နေပြီးတော့တင်နေတဲ့ခါလေးဖြစ်စမ်းလူတော့စွမ်းတဲ့ခါလေးဖြစ်တယ်ကြောင်းလူတော့ကြောင်းတဲ့ခါလေးဖြစ်တယ်တဲ့တို့ရင်လေးကိုလူလိုက်တော့မှလည်းတိုင်ရှင်းတယ်လို့ရှင်းတယ်လို့ယဟန်တယ်လို့ယဟန်တယ်လို့အမျိုးတော်ကလားဟုတ်ပါဗျာအဲ့တော့အမျိုးတော်သွားပြီဆိုတော့ဘယ်တိုင်ဇာတမြကုသိုလ်အမွေတွေကဇာတိတနာကုသိုလ်အမွေတွေဟာလည်းပဲကိုယ်သားလေးအကြောင်းပြုပြီးတော့ကိုယ်ရင်အကြောင်းပြုပြီးတော့ကိုယ်ရင်အကြောင်းပြုပြီးတော့ကြောင်းလည်းမကြမကြရောက်တယ်ဟုတ်လားကိုယ်ရတဲ့နေရာလေးလေးလိုအပ်တဲ့ရှိလာပြီဆိုရင်ငါသားလေးတွေအကြောင်းငါသားလေးနေတဲ့နေရာငါပြန်လေးနေတဲ့နေရာငါဦးနေတဲ့နေရာနဲ့ဒီတိုင်းအလေးတကူအရေးယူပြီးတော့မှကုသိုလ်တွေလည်းကိုယ်ပြီးတော့လုပ်ခဲ့တာပေါ့ဟုတ်လားမှန်ပါဗျာဒီတော့ဆိုတော့ကောင်းလို့ကုသိုလ်များတဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့သူများချေရတယ်ဒါကသာသနာ့မျိုးများလို့ပြောသာသနာနဲ့အမျိုးတော်ပြောပါလို့ဒါကသာသနာနဲ့အမျိုးတော်သာသနာနဲ့အမျိုးတော်ပြီးတော့သွားတယ်အဲ့ဒါကြောင့်ခုရှင်ဝေလာတော်တော်ပြန်လာမွေးလို့ဆိုတာပဲလေဝိဇ္ဇယသာသနာရဲ့အတ္တပြုတော်လို့ပြောရတာကဘာလို့ဆိုတော့သာသနာပြည့်တဲ့နေရာသာသနာဝန်ထမ်းတွေဆက်ပြီးတော့မှပြီးလို့တဲ့လူရှင်ဒီဘက်ရည်ပြီးတော့ကိုယ်ရည်တွေဝင်လာတယ်ကိုယ်ရည်တွေကနေပြီးတော့ဟောသာသနာ့မှာပြောပြီးတော့သုသာပါရမီအရာကိုယ်ရည်နဲ့ကိုယ်ရည်ကြီးဖြစ်လာတယ်ကိုယ်ရည်ကြီးကနေဥစဉ်ဖြစ်လာတယ်ဥစဉ်ကနေပြီးတော့ဘုန်းကြီးဆိုပြီးဖြစ်လာလေဟုတ်တယ်မဟုတ်လားမှန်ပါဗျာဘုန်းကြီးတွေဥစဉ်တွေဆိုတော့ဘုဘမှာကြာမှာဟုတ်တာကိုနော်မှန်ပါဗျာအဲ့ဒါကိုရင်ရှိမှဥစဉ်ဖြစ်တယ်ဥစဉ်ဖြစ်မှလည်းတဲ့ယဟဆိုတာရှိပဲယဟဆိုတာရှိမှဥစဉ်ရဲ့သာသနာတော်မှာရှေးစေစာကြီးရဲ့နေရာမှာစာထုတ်ပြီးတော့ဥစဉ်သာသနာတော်ကိုလက်ဆင့်ကမ်းနိုင်တယ်သာသနာတော်ဘုရားရဲ့သာသနာအလုံးမလုံးဘူးဆိုရင်လည်းဖြစ်သေးဟုတ်လားဟုတ်ပါဗျာဒါကြောင့်သာသနာတော်ဘုရား
တရားနဲ့စုနမကြီးတစ်ရှင်းနဲ့ဖွတ်တယ်ကောင်ရှိပါတယ်ဗျာဘယ်လိုပြောတရားနဲ့စုနမကြီးတစ်ရှင်းနဲ့ဖွတ်တယ်ပါဗျာဟုတ်လားဘုန်းကြီးမျက်စိလေးပါတယ်နော်အဲ့ဒါကြီးလောလောရှင်းပါအောင်လို့ဆိုတော့ရှင်ရဘုရားနဲ့စုဆိုတာကတော့မိဘနှစ်ပါးကိုပြောတာတဲ့တက်ရှိမိဘဆိုတက်ရှိဘုရားဆိုတာမိဘနှစ်ပါးပဲဟုတ်လားမှန်ပါဗျာဘုရားဆိုတော့မိဘတွေရှိနေတယ်ဆိုရင်ဩငါတို့တက်ရှိဘုရားတွေကိုကိုယ်ပဲရှိတဲ့ပဲရတဲ့ဟဲ့လို့အားရပြီးတော့မှကိုမိဘကိုပြုလို့ရလို့ပြုရလူတည်ကြနော်မှန်ပါဗျာဒီလိုပဲအဲ့ဒီတရားကြီးပါဆိုတဲ့ဟောတရားကြီးပါဆိုတဲ့ဇာတ်ကိုလည်းပြောတာတက်ရှိတရားနဲ့ဆိုလို့တဲ့ဘုန်းကြီးကတော့ဟာဟုတ်တော့ဟုတ်တယ်မို့ဒါနဲ့ရှင်းပါဦးဓမ္မကြီးသိရှင်းလာပြီတော့ဓမ္မကြီးသိရှင်းဆိုတာကတော့တတိယလို့ညီမပေါ့ဗျာရှင်းနေတာလို့တတိယလို့ကိုယ်ရုံလုပ်နေရလို့တတိယလို့ဓမ္မကြီးသိရှင်းပဲဟုတ်လားမှန်ပါဗျာဒီလိုသိရှင်းနေတာကိုယ်ရုံလုပ်နေရတော့ဘာကြီးသိရှင်းဓမ္မကြီးပါဟုတ်ကဲ့ဒါလည်းဟုတ်တာပဲဒါလည်းဟုတ်တယ်တော့လားရောဟုတ်တယ်တော့ဆိုတာကအငယ်ဆုံးပါလို့ဗျာပြင်းလို့ဘာလို့မှမလုပ်နဲ့အခုဘုန်းကြီးဝင်နေတယ်ဒီရရောဟုတ်လားအိမ်ကဘုရားကြောင်းရောက်တယ်ကြောင်းကဘုရားဖြစ်ကုန်တာပေါ့ဗျာနော်ဒါလည်းဒါကမှအဲ့လိုဘုရားဝင်လာတာကြားရင်တော့ထုတ်တယ်ရင်တော့မွဲပါပဲဟုတ်လားအဲ့တော့သာသနာ့ဘောင်ဝင်တဲ့အခါမှာလည်းသာသနာ့အလုပ်ကိုလုပ်နိုင်တဲ့ပုဂ္ဂိုလ်တွေလုပ်ရတဲ့ပုဂ္ဂိုလ်တွေလုပ်တဲ့လုပ်လိုက်တာကိုလုပ်နိုင်တဲ့ပုဂ္ဂိုလ်တွေကပြိဋိသာသနာတော်အတွက်တရားပရိသတ်ပရိဝေရဆိုတဲ့ဒီသာသနာတော်ကိုထမ်းဆောင်နိုင်မှာအကျိုးရှိတာဟုတ်ရဲ့နော်အဲ့တော့ကျေနာလာလူတော်မြင်လာဘွယ်သာသနာတော်ရဲ့အသက်သွင်းကျော်သာသနာတော်ကိုဆက်လက်ပြီးတော့မှရှင်းကပ်တည်တတ်ပြီးတော့သွားဆက်လက်ပြီးသာသနာတော်ကိုထမ်းဆောင်နိုင်တဲ့သာသနာဝန်ထမ်းတွေဝိထုပြီးတဲ့ဘွယ်လို့ဒီလိုဥစ္စာကိုပြောပြပြီးတော့မှဒီနေ့ကဘာလို့လဲပြောပြမှာလားအကောင်းဆုံးတရားတော်တဲ့ဒါတရားတော်ပါလေအကောင်းဆုံးတရားတော်ပါဗျာအဲဒီတရားတော်ကိုစကြပါစို့ဧဝမေနလေဧကမေဝလဝတဝတိယဝိယရတိစေရဝတိအနာသပေကိကတာတိဧကနာဝရမေကာလနာစေရဝဘုရောသဗ္ဗတကေမြတ်စေကိုရမြတ်ဉာဏနာပေကိကတာနာရေတရေတိအာမေနလောပရိယပြောဝေယဖြစ်နေကြသောသာဝတိယသာဝတိစေကရောရစေတဝတိစေတောမိခောဆွေကြလိုက်တော်ဤပါဝိရတိအပရာလေးဒီတန်ဤရှင်ပြုံး၍တရင်လုံးတော်မူခဲ့ပါ၏တည်းသာဝေနသဗ္ဗေနသေမိရောပါလေတဲ့နတ်ပေါင်း900ရောက်ပြီးတော့လာကြတယ်။နတ်ပေါင်းဘယ်လောက်900ပါဗျာ။နတ်ပေါင်း900ရောက်လာပြီးတော့ပါလေတဲ့သူတို့တွေကခန္ဓာအုပ်စုပြေးပြီးတော့အုပ်စုကိုတရားချင်းခန္ဓာအုပ်စုဖွဲ့ပြီးတော့မှရသော်ဘုရားရှင်ကိုယ်တော်မြတ်ကိုသူတို့တွေကတရားစကားလျှောက်ကြတာတဲ့။တရားလျှောက်တရားလျှောက်ပါဗျာ။ဒါကလည်းပြီးတော့အလကားသာသာပြောတာမဟုတ်ဘူး။ဟုတ်လား။တန်ဖိုးရှိတဲ့ဒိဋ္ဌိတရားတွေကိုလာရပြီးတော့မှဆိုတဲ့လျှောက်ထားကြတာ။အဲ့ဒီလျှောက်ထားတာတွေကိုသူတို့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကပြန်ပြီးတော့ဟောလို့သာသနာတော်မှာလည်းနှတ်တဲ့တင်ခဲ့ပါလေသာဓုသုတ်တံသာဓုတယ်ပါလေသာဓုတယ်ပါဗျာမြန်မာလိုပြောတော့ကောင်းတဲ့သုတ်တံဟုတ်လားမှန်ပါဗျာသာဓုဆိုတာကောင်းတယ်ဆိုတဲ့အိဗေရတယ်ပေါ့နော်မှန်ပါဗျာအဲဒီနာရီလည်းရောက်ပြီးတော့ဆောတဲ့စကားကိုကျွန်တော်ဒီနေ့ကတက်ချင်းချင်းလေးနဲ့ဒါတနာရီတွင်းအောင်ပြအောင်လုပ်မယ်ဆိုပြီးတော့ဒီ
ဒီမဲ့ကလည်းကြော်ရင်လည်းကြော်တော့တယ်ပေါ့ဗျာနော်အဲ့ဒါရာနဲ့ရနရပရိယာလာပြီးတော့ဗရမအုပ်စုတရားအုပ်စုစုပြီးတော့အဲ့ဒီအုပ်စုရဲ့ခေါင်းဆောင်နတ်သားကကိုစားပြုပြီးတော့သက်သာပြည့်နေဗရမကိုဗရမဥစ္စာဆော်ရပါတယ်ဒေရှရာသမမာသာယဝဒနာနတိယတိဘုံညာကိနမနိနာတေယဟောတိဝိဇာနာတာဒါရေဘောရဇဝတရေဇနာသဗျာမစ္ဆေယသနှပြောတဲ့ပုဂ္ဂိုလ်တို့ဒီတော့ဓမ္မသတိရောပေါသပြာနေတဲ့ပုဂ္ဂိုလ်တို့ဒီတော့ဧဝဟိလောတဲ့ပုဂ္ဂိုလ်နှပြောတဲ့ပုဂ္ဂိုလ်တို့ဆိုရတဲ့ဒီပုဂ္ဂိုလ်တစ်ပါးဟာဒီပုဂ္ဂိုလ်နှပြောဟာဒါနနာပိယတိအလူဒါနမပြုကြပါဘူးခင်ဗျာဒါလည်းဒီလိုတွေပါဆောက်လို့ဆိုတော့ဆရာတဲ့လောကမှာဒါနမပြုတဲ့ပုဂ္ဂိုလ်တွေကိုကြည့်လိုက်ရင်ဒါလည်းနှပြောတဲ့သူနဲ့ဒါလည်းကုသိုလ်ဆိုတာနေနေတဲ့သူတွေအလူဒါနကိုသိနေတဲ့ပုဂ္ဂိုလ်တွေနဲ့ဒါလည်းကပါလေနှပြောတဲ့ဟုတ်တော့ကိုယ်ဒီစီကောင်ကနှပြောနေတဲ့ဒီသူများပြင်ဟုတ်လားသူရဲ့ဆိုတာပြီးရတာလေသူရဲ့ဆိုတာပါလေပြီးရတာပါဗျာပြီးရတာတဲ့ဒီတော့အလူဒါနနဲ့ပတ်သက်လို့ကတော့ဘုရားတို့ဘုရားဘာသာဝင်နေတာဘယ်နဲ့အမှန်တမ်းမှလူနိုင်တဲ့ပုဂ္ဂိုလ်တွေနော်သူရှိတဲ့နေရာကိုတိုင်နေကြတယ်ပြီးတော့မှစာရင်းပြီးတော့ထူတာပဲသူရဲ့လိုချင်တဲ့ဘယ်နဲ့စာရင်းဝင်တယ်လို့ပြောတဲ့နေတော့ဘယ်နဲ့အတူတူဆိုတာဘောမှာပေါ့နော်ဒါကြောင့်လည်းဆိုပြီးတော့ဒါလည်းကာယကံနဲ့တွဲနဲ့လက်ပြီးတော့နေတာပဲနဲ့နေ့စဉ်နဲ့အဲ့လိုလိုပဲအဲ့ဒါမှလို့ဆိုတော့ပဲနဲ့ရှင်းနေတယ်ဘလို့ပဲရှိနေသူကျင်တဲ့တရားစေတနာတွေထက်တာသွားရင်သူနေရလားအဲ့ဒါဘုရားဘာသာဝင်တွေရတဲ့နဲ့ရှင်းတော့ငါပြောရတာပါလို့ဆိုတော့အလူရတန်းကျေရောလိုက်ကြတာလို့မပြောဘူးလားပြောပါဗျာသူတို့ရဲ့လူကကျေရောတယ်သူတို့ရဲ့လူကညာမလို့လက်မလေးဘူးဒီလိုလေးနဲ့ချိမပြီးတော့မှပြောလိုက်ရတာအဲ့ဒါဥစ္စာဘုရားဘာသာသူပြောတယ်ရှိရတာပြောရတာပေါ့နော်ဒီမှာပါသူရဲ့တော့ဘယ်နဲ့အဲ့ဒီစကားလေးထဲမှာစကားလေးတစ်လုံးကတူးလားအဲ့ဒီအရာလေးတစ်လုံးတူးသွားတာပေါ့ဗျာဟုတ်လားကျေတော့အလူအတန်းကျေရောလိုက်ကြတာလို့ပြောအလူအတန်းကျေရောလိုက်ကြတာစေတနာကောင်းလိုက်ကြတာပဲဒီလိုပြောတာသူရဲ့တော့ဘယ်နဲ့စကားလို့အဲ့ဒီအရာလေးတစ်ခုတူးသွားပါလေအလူအတန်းကျေရောလိုက်ကြတာအဲ့လူဝဲလေးဆိုရင်လည်းဘုကိုဟုတ်လားတရေဝဲလေးဆိုရင်လည်းဘုကိုဘာလို့ဝဲလေးဆိုရင်လည်းအတကြမ်းဆိုရင်လည်းနားလို့ဘာမှလည်းမမှုတဲ့နေရာရှိသေးလားရှိပါဘူးဗျာဟောမှုရသူကမှုနေတာလေလားမှုပါဗျာဟုတ်ရပေါ့ဟုတ်လားရန်တိုင်းဆိုရင်ဥဒ္ဒလကြောင့်လာပြီးတော့တော်လာရတဲ့ခါကျခொနည်းတော့ဝေးရမယ်အရေးငါတို့ခொနည်းတော့ဥပ္ပစာရမှာဟာဆိုဝိမတိကံမြင်ကတော့ကြောင်းလာတော့ပြည့်တဲ့သင်္ကန်းဝတ်တော့ပေါ်လိုက်ခြင်းကြီးဟုတ်လားသူ့ဝိနေနဲ့သူ့နဲ့နဲ့ကိုယ်တော်မူတွေပေါ့နော်အဲ့ဒါလည်းပဲဘယ်လိုမှနဲ့တော့ဒီကံပါလေနားရတော့မူရင်ဝတ်တော်ပြီးဘူးလို့ပြောလိုက်ဟုတ်တယ်လေတရားဝိပ္ပိယနဲ့ဒီဘုရားပြောက်သွားမှာမဟုတ်လားဟုတ်တယ်မလားတရားဝိပ္ပိယတရားဝိပ္ပိယနဲ့ဒီအချိန်ကဘာဖြစ်လဲအကျဉ်းနဲ့ဘုပြီးတော့တရားဝိပ္ပိယနဲ့ဘုနေတယ်ဆိုရဲကတောင်းပြီးတော့ရသာသနာအိခါကြပြီပေါ့နော်အဲ့ဒါဥဒ္ဒလဘုရားဘာသာဝင်တွေကကုသိုလ်လုပ်တဲ့နေရာမှာကုသိုလ်စစ်ဖြစ်အောင်ဒီလာအမြဲတည်းကုသိုလ်ဘာကုသိုလ်လုပ်လို့ကုသိုလ်ကိုဘာနဲ့ခြေခံရလဲတိလနဲ့ခြေခံရလေကုသိုလ်ကိုဘာနဲ့ခြေခံလဲတိလနဲ့ခြေခံပါတိလဟိုခြေခံပြီးတော့မှလူတိုင်းကလည်းဒါနကုသိုလ်တွေနဲ့ရတဲ့တဲ့ဆိုလူလာပဲဖြစ်ဖြစ်စီပြီးတဲ့တိုင်းလူလာပဲဖြစ်ဖြစ်
Saya ini dengan lama itu dia ada dalam kudu nyawa ini. Juru ini dalam cerita cima balik. Kaya kamu kudu loja dia dalam ini punya kaya mara tidak juga yang tema. Apa dia? Balik balik dulu balik dulu. Tidak kudu dalam apa makni juga. Tidak apa makni juga. Apa? Rasanya dalam. Soalnya itu orang ada itu kenapa lu kansa ni gue? No? Kalau itu gue dah dapat tiap hari, sini dah dapat tiap. Kalau ini dah dapat tiap. Oh, ayo dalam dunia berada, juri dalam kima berada dalam. Suci malah tidak malah. Dah udah yang kita ni apa ni ada kata dia malah. Kamu guna lebih dia macam tidak baru berada. Kalau tidak dia apa? Lu bersih ada tidak ni, lu makan ya. Apa? Kering boleh tidak. Keringnya ada tidak. Apa? Ayah betul boleh. Kalau jual betul. Orang mana yang boleh dia, ini dah macam susu kalau jual. Kalau kamu kudu loja tidak dalam, kudu ya, balik. Kudu ini cumi apa? Mereka ni ada cara eloknya, elok kami. Apa? Jadi tetap jauh. Kudu ni jauh ramai. Apa? Kudu eloknya, redai ada cara ni, jadi elok redai. Tapi ni, kudu redai, kudu dah. Hola. Bubira berada kamu berada. Bubira orang sahri berada berada. Berapa? Rasa dah macam Kita cari lagi tu. Udah berada waktu kudu ya. Hola. Jangan berada. Ada tu. Hola. Hola kudu ye cok.
ရိသာသောမရိသာမဂ္ဂတမေတိသာဟုလနမရိသာစေကေနောဘုရားယေတော်မြတ်စွာဘုရားအရိသာသောဘုရားတိတော်ရဲ့အမြင်အာဝံကိုရှောင်ရမယ်ဆိုလို့ရှိရင်တော့အဘဂတမေတိသာဟုလနဒါနတိကဆိုရင်လူတွေရင်းဆိုတဲ့ဒါနကုသိုလ်တရားအဘဂတမေတိညာလာနဲ့တာကိုဘာသာဘုရားနဲ့ကိုယ်စွမ်းအားရှိတဲ့မြတ်နေနေလေးကစပြီးတော့ပြလိုက်တာသာဟုကောင်းလာတဲ့မြတ်စွာဘုရားရဲ့လို့အဝေါ်ဆုံးရှိတဲ့တော်ကြောင့်ဘုရားတရားရှာလေကိုတော်တည်းဒုတိယဥစ္စာလျှောက်တာကြတော့သူတို့ကလည်းလေးစစ်တမ်းထုတ်လာတယ်ရှင်ရပြုလာကောင်းတယ်ဆိုတာတတိယကိုလက်ခံရဒါပေမဲ့ပြုရဲဆိုတာဘယ်လိုတိုင်းတာနဲ့လူရောက်လာလဲဆိုပြီးတော့သူများကဒီပေါ်များစွာတွေ့တယ်လို့အိုးငါတို့ကအဲ့ဒီလောက်မရှိလို့ဘယ်လိုလဲမဟုတ်ဘယ်လိုလဲရနေသေးရဲ့လို့မရှိရတယ်ဟောတဲ့ဟုတ်အေးအားနဲ့ဒီနားရဲ့နည်းနည်းလေးကစပြီးတော့သူကဟုတ်လားဟုတ်ပါဗျာညာနေတာဗလာနာဘောပါဘူးလူရင်းကြီးဆိုတာညာနေနေတဲ့ဆိုင်မှာဆေရနာနဲ့ဒါလေးလက်နဲ့ဆိုင်တာပြလို့နဲနဲလေးတက်နိုင်ရင်နဲနဲလေးသူပါညာညာတက်နိုင်ရင်ညာညာသူပါတဲ့သူ့အင်အားနဲ့ချိန်ပြီးတော့မှသူကြမယ်ဆိုရင်သောတာပေါ့ဗျာသူကစစ်ချလိုက်နော်လူလာကောင်းတယ်ဟုတ်ပြီအဲ့ဒီလူလာညာတဲ့လူကကောင်းတာလားမဟုတ်ပါဘူးတဲ့ကိုယ်ဝင်တယ်အဲ့တတ်နေတဲ့သူနည်းနည်းလေးတွေ့တယ်ကောင်းတာပဲစေရနာကြီးလို့ဟုတ်လားမှန်ပါပါဒီစီဘုရားကြီးလို့ဘယ်လိုလဲတဲ့ဘာကြီးလို့လဲစေရနာကြီးလို့လေဘယ်လိုပြောလဲကသုရနာကပြိတ္တလို့ဆိုရဲဉာဏ်တော်ကအဲ့ဒီတော့ဘုန်းကြီးတာပဲသူလည်းတဲ့လူကမှမရှိဘူးဆိုရင်တော့လည်းလက်တွေကပူကြတယ်အဲ့တော့ဒီဘုန်းကြီးတဲ့လည်းဒီဉာဏ်တော်ဟာဘာလို့ကုသိုလ်တွေလုပ်ခဲ့တာတော့ဆိုတာဒါနလုပ်ခဲ့တာတဲ့ဘာလုပ်ခဲ့အဲ့ဒီဒါနကဘလို့ကြီးမားတဲ့ဒါနမျိုးလေလို့ဆိုတော့အဲ့ဒီတနေ့မှာရတော့ဒီနေ့ကစုံလုံးပြီးပြီးတော့ဒုရိစင်းပြီးတော့နေတဲ့အချိန်ဟုတ်လားတားတဲ့အမေဖြစ်တဲ့ခွေးတော်မှာကစားတော်လို့တဲ့အဲ့ဒီရဟန်းသားရဲ့အလေးလာမှာလာပြီးတော့ဟောကြည့်ပြီးတော့လူစိန်ဘုံဘုံအဲ့ဒါလို့ပြပါဦးလို့ပြောတယ်လို့လည်းကြည့်ပြီးတော့ခါတဲ့စာကောင်းနေစားဟုတ်လားမှန်ပါဗျာဒီလိုလေရဟန်းကြီးကခါတဲ့သိရတဲ့သိရချောင်းနဲ့ဘယ်မှာမှမပြောတော့ဆုံးတာလည်းစားပြီးသွားပြီအဲ့ဒီတော့မှလည်းနောက်ဆုံးဘလို့ကစားရသိရရှိတဲ့ခါကာလကျတော့လည်းပါဇက်တဲ့လက်ထုတ်တဲ့ပြောအန်ကြီးလေဟုတ်လားမှန်ပါဗျာဒါကအဲ့ဒီလိုက်တယ်သူမရဲ့ဝါဒအရင်နဲ့စားတော့တားရလည်းဒီတော့မသားလေးကိုထပ်ပြီးတော့ပေါက်ကြည့်ဘုံဘဝဒီလူကြီးရောဟုတ်လားမှန်ပါဗျာဒါကချက်ပြီးတော့ကြည့်ရတယ်အဲ့ဒီလိုအားဖြင့်လည်းတော့သူတယ်ဘယ်လိုလဲကဘယ်လိုပါလဲလို့ဆိုကြအောင်ဟုတ်လားအဲ့ဒီတော့သူလည်းရဝါတော့သူကအဲ့ဒီတော့ဝါလာအဲ့ဒီလည်းဒီနဲ့ပြီးပြီးဖြစ်နေတာအဲ့ဒီအမှုဒါနကအကျိုးပေးတဲ့ဒါလည်းဒါလည်းဘာလဲလည်းဒီလိုလည်းနေနိုင်လို့ဟုတ်လားလူကဘာလဲလူလည်းပုဂ္ဂိုလ်မရှိဘူးဆိုတော့ရှင်လည်းအဲ့ဒီကတော့မနေရတယ်ဒါတော့လို့ဆိုတာလည်းလူတွေဝတ်စုပြည့်စည်ရဘာလို့မှလည်းရတာမဟုတ်တော့လေစီရနာကကြီးတယ်အာကြီးပါလေဒါကလူကပုဂ္ဂိုလ်ကလည်းဒီလိုမြင့်တဲ့တာကိုပြုလုပ်မှယူကြည့်ရတာလေအဲ့တော့ဒီလောကမှာလည်းလူတွေဆိုတာဉာဏ်တော်အပြင်ဘယ်လို
ရတဲ့သူတွေကတမိုးရှိတာပေါ့ဟုတ်လားရေစားတဲ့သူရေတိုက်တာပဲလေအဲ့ဒီရေတော့ကတမိုးဆွဲလို့မရအောင်တမိုးကြည့်ပါလေမစားတဲ့ပုဂ္ဂိုလ်ကိုလည်းရေဘူးတွေလိုက်ကြနေတာနောက်လေးနဲ့ကြည့်ပြီးတယ်မှာမဟုတ်ဘူးနော်အဲ့တော့ဒါနဲ့ရင်မြတ်တာကဘာလို့ဆိုရင်လူနေတဲ့သူတွေကိုဖြည့်ဆည်းပေးနိုင်ခြင်းဟာဒီလေကောင်းတယ်အဲ့တော့လဲတာများတာကဗလာနာဘောတော်ဘောတော်ဇာပါနဲ့ကျွန်တော်ပဲဗျာကိုယ့်ရဲ့စေနာတရားတက်တဲ့တမ်းတဲ့လူတိုင်းလည်းကောင်းလို့ကုသိုလ်ဆိုတာကိုယ့်ရဲ့အာမင်ဒီနာပြောမှလဲတာပေါ်တဲ့စေနာကြီးကြီးနဲ့လူတိုင်းကကောင်းပါရဲ့ဗျာအကြီးကြီးနဲ့ကြရမယ်စေနာကြီးနဲ့ဗျာအဲဆိုလိုက်ပါနည်းနည်းပဲဘူးလူရန်ဘူးစင်ကြူကောင်းတာပါဗျာနည်းနည်းပဲဘူးလူရန်ဘူးစင်ကြူကောင်းတာပါဗျာအဲလိုမှမဟုတ်တဲ့သူများအငြင်းကြီးအောင်ဆိုပြီးတော့မှသူများလူတော်အနေနဲ့လူပဲဆိုပြီးတော့လိုက်တွေ့ရင်တော့ဒီနေ့အကျိုးပေးကထက်တာတော့ထက်တာမှမဟုတ်တော့ဘူး။ညာတရားတော့နားတရားတွေနဲ့ညာတရားတော့နားလည်းတရားတွေနဲ့ဟုတ်လား။အဲ့တော့ဦးဇင်းတို့အဲ့လိုမလုပ်တဲ့ကိုယ်အလူကိုပြန်ပြီးပြီးတော့ဝမ်းသာနေရအောင်ကိုယ်နိုင်တော့ပဲလူဟုတ်လား။ကိုယ်နိုင်တော့ပဲလူပြီးတော့ကိုယ်လူလေးကိုပြန်ပြန်ပြီးတော့စိတ်ထဲမှာဖြစ်နေရတယ်။ဝမ်းသာရဝမ်းသာရင်တော့လည်းကုသိုလ်တွေကပါတက်တက်ပြီးတော့တိုးနေတယ်။တော့စာလုံးသိလို့ခေါ်တာပေါ့။နော်။ကိုယ်လူလေးတာလေးပြန်ပြီးတော့တွေ့စဉ်းစားဝမ်းသာရတာစာလုံးသိတယ်။အဲ့ဒီလိုမှပေါ်တဲ့သူများကဘာလို့ဆိုတော့ပြန်ပြောပြတာအဲ့ဒီလည်းကြားပါပြီ။အဲ့ဒီလည်းမှားပါပြီ။ဒီလိုမျိုးတော့နိုင်ယူနေရတာမှဘယ်လိုကျင်းနေတူလဲရတာဆိုတော့ဒီတော့ပတ်စံတာပေါ်တာသူ့ရရပါဦးလားမရပါဘူးအေးအဲ့ဒါမျိုးဘာလို့ဆိုတော့လောကကျင်းတဲ့ဒီတူရတာပြည့်ဒေဝနာတာပြည့်စီရောဟုတ်သူဆိုပြီးတော့ဆိုရတဲ့အဲ့ဒါပြည့်တဲ့ဝမ်းသာတဲ့ဒေဝနာတာပြည့်စီရောဟောတော့ဆိုဖြစ်သွားတဲ့တည်းဟုတ်လားမှန်ပါဗျာဘယ်လိုလဲပြောင်းသွားရင်တဲ့သူကဇာတ်လေးတွေလဲသွားတယ်ဟုတ်လားအဲ့ဒါကြည့်ရတာလေသူကတော့ဒီကဟိုကဒီနေ့တည်းမလေးလိုက်ပြီးတော့ပြတာဒီကကြည်ကားလို့လည်းကျန်အောင်လို့နော်နောက်ရတယ်ရတော့လူတွေတော့တွေ့နေသူလဲတာတွေရတယ်ပေါ်ပါဟုတ်လားအဲ့ဒါကမသိဘူးလေအိတ်ထဲနေတာဆိုတော့ဒီကဟောတဲ့ဇာတ်တွေနဲ့သူကြီးနဲ့အဲ့ဒါတွားရင်းနဲ့သူကတော့ပြတယ်ဒီထဲနဲ့တယ်သူကအဲ့ဒါလူရင်းတွေနဲ့အဲ့လိုသူပြင်ဒေသနာသာပြည်စီဟောသူဟုတ်လားအခုလည်းကြတာပဲတဲ့ဒီကဘုရားတက်ပြီးတော့ကြည့်လိုက်တော့တရားလည်းဆိုပူလိုက်တာလေတဲ့1000နဲ့ဖြစ်ဒါလည်းဖြစ်နေတာလေကြာသွားမှ1000နဲ့ဖြစ်နေတာဆိုတော့တဲ့ဒါလည်းဆိုနေတာဒေသနာသာပြည်စီဟောသူကိုပဲတဲ့ဒေသနာသာပြည်စီဟောတော့ဘာရောဟုတ်လားဝေလာကောင်းရဲ့ကုသိုလ်မပေါ်မှာနော်အဲ့ဒါဝေလာနဲ့တာလို့ဘာလို့ဘာလို့လဲလူလိုတော့တယ်လူလိုကိုလူတဲ့အလူဟာစိတ်ပြည့်ပြည့်သားသားနဲ့ဒိဋ္ဌိပြန်ပြီးရင်ဝမ်းသာရအောင်သူပါတဲ့အဲ့လိုလားမြေသံဃာမြတ်ဝိဇ္ဇာမြတ်မြတ်မြတ်လည်းတာလူခေါ်တော့အဲ့ဒီနဲ့လည်းဘာသာအားရတဲ့သူရသူပြန်ပါရတဲ့ဒီမှာတတိယအုပ်စုရောက်လာတယ်သူရတာဘာပြောလို့ဆိုတော့အဘိဓမ္မာမာရိနာသတ္တယသာဟုရာတံရှင်မြတ်သူရတဲ့ပြည့်တဲ့ဆိုတာကောင်းတယ်ဗျာသူနေနေအားနဲ့သူရတဲ့ကောင်းတယ်ဒါရည်နဲ့သူတဲ့သမ္မာတရားတရားနဲ့သူရကောင်းတယ်ဒီလိုတာလို့ဆိုဘာပြောလဲသူ့ကိုလုတ်တဲ့ကိုတင်ပြီးတဲ့လုတ်တယ်အလုတ်တဲ့ကိုသူရဆိုတာဘောလာဘာသာဝင်ရတယ်တဲ့သူရတဲ့လက်ထမှာဆိုတာလို့ဒီလိုကိုရဲလို့တဲ့ဒီလိုဆောင်လို့ရတာဒါနပြည့်တဲ့ကောင်မများတော့လူရတာဘာသာများကြီးပွားဖို့ကြတော့ဒီလိုဆောင်တဲ့ကောင်မများတော့အားတန်ဆိုလွယ်လို့ပြည့်နေကြတာဒါနပြည့်လာတယ်
အဲ့ဒီဒါနကိုစနစ်တကျနဲ့ဥစ္စာလို့ကြည့်ရရောပြုလိုက်ဖို့ရဒီသုဒ္ဓနာသင်ပေးပါလေဟုတ်လားဒါကတော့အုပ်စုကဆက်ရှောက်တယ်ဘာနဲ့လူလာကောင်းလို့ဆိုတော့တရားတရားနဲ့လူလာကောင်းတယ်အားနဲ့လူလာကောင်းတရားတရားနဲ့လူလာကောင်းတယ်ဆိုတော့တရားတရားဆိုတာဘာလို့ဆိုရင်တရားတရားသံဃာယရဏသုံးပါးနဲ့ကံကံရဲ့ကျိုးကိုယုံကြည်တာတရားတရားလို့ခေါ်ပါလေယုံကြည်မှုပေါ့တရားတရားဆိုတာဘာပါလဲယုံကြည်မှုပါဗျာတရားကိုယုံကြည်တာတရားတရားကိုယုံကြည်တာတရားသံဃာကိုယုံကြည်တာတရားကံကိုယုံကြည်တာတရားကံရဲ့အကျိုးကိုယုံကြည်တာတရားဟုတ်လားအဲ့ဒီတရားတရားရှိပြီးတော့မှဘုရားယောဂီများဘုရားပြေတာများလူလမ်းမှာအရှင်ရဲ့လူရဲ့တရားတရားဖြစ်တာပေါ့လို့ပြောနေဟုတ်လားဒါတော့ပြုလိုက်တရားပါဏပါနော်တရားဒါနဒါနပြီးတော့ပြေးလိုက်တာမယ်ဒါပေမဲ့ပြေးတယ်ဘာလို့ပြေးရလဲတရားဆိုရင်ကျုပ်လို့လေပြီးရတာလေဘာလို့ပြေးရသူ့ရဲ့စိတ်ကပြေးတော့ပြေးရတာဒါပေမဲ့ပြေးတယ်လို့ပြေးတာမဟုတ်ဘူးလေဘာလို့ပြေးရကျုပ်လို့ပြေးရတာအမှန်မှန်ချုပ်ပြီးတော့ပြေးရတာမျိုးနော်ဒါလည်းဆိုတော့ဘာလို့ဆိုတော့လာဘဒါနဒါနကောင်းမြင်လို့စာစွတ်ကောင်းမြင်လို့ပါစွတ်အဲ့လိုရတာဒါကပြီးတယ်လို့ပြောနေကြတာတဲ့ဒီလိုမျိုးရှိတဲ့ဒါနမဟုတ်ဘူးလေဟုတ်လားကျောင်းလို့မရတာလည်းဒီနေ့စေရနာပါလို့စေရနာပါလို့ကုသိုလ်မဖြစ်ဘူးနော်နောက်တစ်ခါကျတော့ပါလေကောင်းမြင်လို့ညာစွတ်တာဟာလည်းပဲတဲ့တဲ့တော့ဥရှိပြီးတော့မှလုံးတာဖြစ်လို့ကျိုးမကြည့်ပါဘူးရောင်းဝယ်လုပ်တဲ့သဘောဟုတ်လားနောက်တစ်ခါလည်းတဲ့ဒါလည်းမျိုးကဘာလို့ဆိုရင်စေရဒါနပြောပါလားစေရဒါနပါဗျာဒီကြာခိုင်းလို့လုပ်ကြတာလေဟုတ်လားဒီချိန်မှာဘယ်များတော့ပြီးတော့ဘယ်နာနဲ့ပြီးတော့ဘာတွေယူလိုက်ပါလို့ဒီကြာမခိုင်းဘူးလားခိုင်းတယ်မလုပ်ဘူးလားလုပ်ပါဗျာကုသိုလ်ရတာလားဘာမှမရဟုတ်လားအဲ့ဒီလိုလုပ်မှာမဟုတ်တာဘူးအဲ့ဒီလိုဆိုရင်လည်းတိုင်းစေလို့လည်းသာဗျာဘယ်နာမှာလဲနေနေဘယ်တော့မှလည်းနေနေခင်ဗျာဟာခင်ဗျာပဲလေဟုတ်တယ်မို့လားတကယ်တော့ဘယ်မှာဗျာဖြစ်တာမဟုတ်ဘူးနော်တကယ်တော့ဘယ်မှာဗျာဖြစ်တာမဟုတ်ဘူးဘယ်တော့မှလည်းထားတာတကယ်ကြီးလက်သာဗျာတက်တယ်ပြန်ချမ်းလက်သာဗျာကိုအာယုပြုပြီးတော့လူကြီးတရားတွေလည်းပဲလေကျိုးကြည့်ဘူးလားဘယ်တရားလူကုသိုလ်ရဘူးလားကျမ်းဝေရနာနဲ့ပဲလေဘယ်တရားခိုင်းလို့ဆိုပြီးတော့မှဘယ်နာနဲ့ပဲတရားနဲ့ဘယ်ရောဝတ်ဆိုတာတွေ့ရပါလေဟုတ်လားအဲ့လိုတော့လေလူနေတဲ့တဲ့နေတဲ့ကုသိုလ်လုပ်နေတာအဲ့ဒါပြတဲ့ဒါကလေဒါမှပြတဲ့ဖြစ်တော့လူရှိဟုတ်ရလားဒါကြောင့်ပါကြာပြီးသွားတယ်ဘုရားကြောင်းဆောင်ရဲ့ကြောင်းစီလာလက်ဆောင်ပြလိုက်တော့တကယ်ဓမ္မရေးကလည်းဒီဆိုပြီးတော့ရောက်လာတယ်ဒီရည်နေတယ်ဆိုရင်လာတော့လည်းဆိုပြရတော့ရက်ဆောင်ရဲ့တဲ့ရရကျော်ဝတ်ချပြီးတော့ဒီရှင်များတဲ့ဒီကြောင်းမှာတနေ့လာတာရှိပါလားဗျာအာရကိုယ်လည်းတနေ့လာတာကိုအဲ့တော့လည်းဒီမှာရတူပြီးဘာလဲဒီလိုဆိုပြီးတော့ရှိပါတယ်လို့ကြားတယ်ခမကြီးဒါကိစ္စရှိတော့လို့ဆိုတော့တေကလည်းရောရဲ့ဒကာကြီးကဗျာတဲ့အတဲတန်ဖြစ်နေလို့အဲ့ဒါကျမကြီးကောင်းအောင်ပြန်လာတဲ့ကိုတနေ့လာတော့ပြီးတော့မှသူ့လိုက်ပါဆိုလို့တဲ့အဲ့ဒါဆိုရင်အတဲတန်ကြီးကြောက်သွားမယ်ဆိုလို့နားလူတာဗျာတော့ကိုယ်စဉ်းစားပြီးတော့ကိုယ်အတဲတန်ဖြစ်နေလို့အဲ့ဒီအတဲတန်ကြောက်အောင်စက်သားတနေ့လာတော့ပြီးနိုင်တယ်ဆိုတော့
အဲ့ဒီအသက်တန်ရဲ့ကျက်သားတဲ့ခါလိုက်ဒုက္ခဟုတ်လားကျက်သားတဲ့ဘာလာပြီးအဲ့ဒီကျက်သားကိုယ်ကစားလိုက်ကိုယ်တဲ့တန်ကပြောက်ပြီးဒီအသက်တန်ရောက်လာမှဆိုရတယ်ဟုတ်လားအဲ့ဒါလည်းမကြီးလို့ဘုန်းကြီးကခရီးသွားနေတယ်ဗျာဟိုလည်းတော့သွားချာကြည့်ဟုတ်လို့တကယ်လားရှိနေရှိမှာပေါ့ဒီလည်းတော့ပြောရဟုတ်လားလူခံရမယ်ဗျာသူတို့ဟာကြီးကြောက်ဖို့ရတဲ့ဘယ်နဲ့ဟာဒီဟာရဘယ်နဲ့နေနေဆိုပြီးတော့နားလူလာမသားဘူးဟုတ်လားအဲ့ဒီရေရတဲ့နားလူတဲ့အလူပြောတော့သူတို့မသားဘူးအသာရဲ့ပါပါမပါပါအားဖြစ်ဖြစ်လည်းဖြစ်ဖြစ်အမြဲတမ်းလို့မသားဟုတ်လားဘုရားကြီးလို့တောင်းတာကြီးလို့ဘုရားသာကိုကြီးလို့လူလာမှာမဟုတ်တာနော်အဲ့ဒီလိုသူတဲ့ဒါနမျိုးဆိုတာဘာလို့လဲဆိုရေရဒါနာတဲ့ခါရဘာရနာအဲ့ဒီလိုရေရဒါနာမျိုးတွေလူနာဒါလည်းပဲသူတော်နေလူတဲ့လူမျိုးဘောပါဘူးသူတော်နေလူတဲ့အလူဒါနာကတော့တရားတရားနဲ့လူကြတာပြောပါတယ်လူပါလေတရားကိုယုံလို့လူတရားကိုယုံလို့လူဒါနာကိုယုံလို့ဒီလိုလူကြတာကံကိုယုံလို့လူကြတာကဲရဲ့ကျိုးတရားတွေကိုယုံလို့လူကြတာဟုတ်လားအဲ့ဒီလိုလူရတဲ့ဒါနမျိုးကပါလေသူတော်ကောင်းတွေလူတဲ့အလူတဲ့သူတော်ကောင်းတွေကြီးမားတဲ့လူပါလေဒါကြောင့်ဥစ္စာတဲ့ဒါမှသူတော်ကောင်းတို့ဒါနပြုရတယ်ဆိုလို့ရှိရင်သူတော်ကောင်းတွေရဲ့ထုံးကိုယ်လုံးပြုပြီးတော့မှသူတော်ကောင်းအလူဖြစ်အောင်ဒါတရားနဲ့လူရတယ်။ဘာနဲ့ပြရမလဲ။ဆိုလိုက်ယုံကြည်လားစွာစေရနာလူရာကောင်းလားပါဗျာယုံကြည်လားစွာစေရနာလူရာကောင်းလားပါဗျာအေးနမတော်ရတဲ့ဒီလိုအဆောက်တော့မြတ်စွာဘုရားကသာဓုခေါ်တယ်မှန်လို့လားမမှန်လို့လားမှန်လို့ဘုရားကသာဓုခေါ်တာပေါ့ဒီတော့နမတော်ဖွဲ့နေတဲ့နောက်ပြန်ဆိုတော့နန္ဒလေးအဖွဲ့ကလာဆောက်တယ်အဘိဓမ္မာမာရိယာဓမ္မလက္ခဏာဘာဟုဒနာမရိကစေကေလောဘာဝေတော်မြတ်စွာဘုရားအဘိဓမ္မာတတိယမေယအမြင်လို့တော်လုံးပြောတွေ့ရမယ်ဆိုရင်ဓမ္မလက္ခဏာဘာဟုဒနာကိုယ့်ရဲ့ကံအညာဝိရိယအားဖြင့်ကိုယ်ကျမ်းသာတော်ပြီးတော့မှရလာတဲ့အလိုဒါကသူ့ရဲ့ဝိတုပစ္စည်းကိုလူရန်တာကပူပေါင်းတယ်ဘုရားသူရလူရပဲနေလက်တရားဘုရားတရားမျိုးလို့ပြောရဘူးတဲ့ဟုတ်လားဘုရားဘာသာနဲ့စိတ်နဲ့ဘုရားတရားနဲ့ရပြီးတော့မှသူရတာမျိုးပြောရပါဘူးကိုယ့်ရဲ့သမာဓိဝတ္တကာယဝိရိယအားဖြင့်ရလာတာမျိုးသူမှအဲ့ဒီအလူကြောင့်ရလာတဲ့အကျိုးတရားတွေပဲနဲ့ဉာဏ်မျိုးနာပါနဲ့တွေ့တယ်နော်သူရဝိတုပစ္စည်းတစ်ရှင်းရှင်းပြီးတော့ဒီမှာအဲ့ဒီလူရဝိတုပစ္စည်းတော့ရလာတဲ့အကျိုးပါလေတစ်ရှင်းတဲ့သူရှင်းတဲ့မြင့်မြတ်တဲ့ခိုင်နေတဲ့အဲ့လိုမှမဟုတ်ရင်တော့ရပြီးပြတ်တယ်ရပြီးပြတ်တယ်ဟုတ်လားအဲ့ဒါဆိုလည်းကတရားပြည့်တာသာဝေယလူရာကောင်းလာပါဗျာတရားပြည့်တာသာဝေယလူရာကောင်းလာပါဗျာဒီကဲတော့တဲ့နေ့နဲ့ပြောတာပါဆိုသင်ရတယ်ပါနော်အဲ့တော့ဘုရားမေတ္တာတော်ရဲ့ဘုရားတရားတည်းသာဝေယမှာကိုယ်ရတာမှာအာရုံဝကျွေးနေတာလေရတာလေကိုသူရနိုင်တာကောင်းပါလေဘုရားလို့ဆိုတော့ဘုရားကသာဓုခေါ်တယ်သာဓုခေါ်တော့သူလည်းဘာသာအားနဲ့နောက်တော့ဆိုတော့ရဲ့ကနာဒါရတာအဖွဲသူလည်းတော့ဘာပြောလို့ဆိုတော့ရှင်ဗျာတဲ့သူရကောင်းပါလေလည်းလည်းလူတွေကကောင်းပါလေတရားတရားနဲ့လူရာကောင်းပါလေကျွေးတဲ့ဇာတမဇီဝနဲ့ရတာလူရာကောင်းပါလေနောက်တစ်ခါဒီလိုပဲအမြင်ကိုပြောရမယ်ဆိုရင်တော့ကျွေးချယ်ပြီးလူရာကောင်းပါလေဘာလို့ဒီလူရာကျွေးချယ်ပြီးလူရာကောင်းပါလေအဲဝိသေယဒါနကျွေးချယ်ပြီးတော့လူရမယ်လို့ပြော
တဲ့လူရဲ့ဝတ္ထုပစ္စည်းကိုရေးပါတဲ့လူရဲ့ဝတ္ထုပစ္စည်းကိုရေးရတယ်ကိုယ်မှာပြည့်တဲ့ရှိတဲ့ပစ္စည်းတွေကအကောင်းရဲ့အလက်ရဲ့အရက်ရဲ့သုံးမျိုးရှိတယ်ဆိုတာဆိုနော်အဲ့လိုသုံးမျိုးရှိတဲ့နေရာပဲလေအရက်တွေကိုလည်းထည့်ပြလိုက်ပါအလက်ကိုလည်းထည့်ထားလိုက်ပါအကောင်းကိုတူပါဘာလို့တူရကောင်းတာကိုတူရမယ်တဲ့ဘာလို့လဲဆိုတာပဲတူတယ်ဆိုတာအဲ့ဒီပစ္စည်းဝတ္ထုနဲ့ပြည့်နေတဲ့လောဘကိုလည်းစွန့်ရဟုတ်လားလူရဲ့ပစ္စည်းစွန့်ရတယ်မလားအဲ့ဒီပစ္စည်းပေါ်မှာဆွဲနေတဲ့ပြည့်နေတဲ့လောဘကိုမလို့လားစွန့်တာလေဟုတ်လားအဲ့ဒါကိုလည်းလေကောင်းတယ်ကတော့မင်းလည်းကတော့မစွန့်နိုင်ပါဘူးမလို့နိုင်ပါဘူးဒီမှာကောင်းတယ်နာမည်တိုင်းယူလိုက်တော့မယ်ဆိုတော့လည်းလောဘကိုစွန့်တာမပါတော့ကိုယ်လည်းသူများမလေးနဲ့ပြေးလိုက်တာပဲရှိတယ်လေဟုတ်လားကိုယ်လည်းလို့သူများကိုပြေးလိုက်တာပဲရှိတယ်ပြပြဘုရားဘူးအဲ့လိုလိုပစ္စည်းတွေလည်းရှိတဲ့မှာအရက်ရဲ့အလက်ရဲ့အကောင်းရဲ့သုံးမျိုးတွေကကောင်းတာကိုတူတာကိုယ်ကြိုက်တယ်နဲ့မကြိုက်တာလည်းပါပဲလေကြိုက်တာကိုတူပါကြိုက်တာတူမှကြိုက်တာရတယ်ကြိုက်တာတူမှပါရတယ်ကိုယ်တိုင်လည်းကိုယ်လူတွေနဲ့ဘုရားရဲ့ကိုယ်လိုရှိတဲ့ခါကလည်းကိုယ်လိုကျန်တာတွေမပြေမနာမခဲမခဲနဲ့အဲ့ဒါလေးတွေပဲတဲ့လူရတယ်တဲ့ဗျ။ကောင်းမြတ်တာကိုလူမကောင်းမြတ်တာကိုရတယ်။ကောင်းမြတ်တာကိုလူမကောင်းမြတ်တာကိုရတယ်။မကောင်းတဲ့လူတွေတော့မကောင်းတဲ့တွေပဲတရားတတ်တယ်။ဟုတ်လား။မှန်ပါဗျာ။အဲ့တော့ကောင်းတာရတယ်ကောင်းတာလူရတယ်နောက်လာပဲတဲ့လူရတာရတယ်ကိုလူရတာလေးတွေကိုရတယ်။အဲ့ဒါနဲ့တော့များကဝိဇ္ဇာဒါနရွေးချယ်ပြီးတော့ပြရမယ်ဆိုရင်သူတော်ဝတ္ထုကိုအဲ့လိုရေးပါတဲ့။နောက်တော့ဗာရွေးအောင်မယ်လို့ဆိုတော့အမှုကံကိုရေးပါ။ဟာရေးရ။တရားရှိတဲ့ပုဂ္ဂိုလ်လည်းရှိနေတဲ့ရွေးချယ်လို့ရတယ်ဆိုရင်တရားမဲ့ကိုထည့်ပြီးတော့တရားရှိကိုသူပါတဲ့။ဟုတ်လား။ဘလို့မှရွေးတယ်လို့မရတဲ့ဒေသမျိုးဆိုရင်တော့ခဏကပြောတဲ့ပြိမာလေးပြောတော့ပြနေကုသိုလ်များဟုတ်လား။ဒီကစေနာတက်တက်တန်တန်နဲ့သူ့ရဲ့ပြည့်လူတာသူ့ရဲ့ရတယ်ဆိုတော့ပြောနေတယ်ဟောဟုတ်လားတို့တော့ရွေးချယ်လို့ရတဲ့ကိုယ်ရှိတဲ့ဆိုရင်ဒီလားရှိတဲ့ဒီလားမရှိတဲ့ပုဂ္ဂိုလ်ရှင်းလာရင်ဒီလားရှိတဲ့သူကိုသူပါဟုတ်လားဟာလာဒီလားရှိတဲ့သူရဲ့မှာတော်မှာလည်းပြည့်စုံတဲ့ပုဂ္ဂိုလ်နဲ့တွေ့ရတဲ့ပုဂ္ဂိုလ်ရှိလားအဲ့ဒါမှလည်းပြောရရင်ဒါနဲ့တဲ့တာကလူတဲ့သူကိုရှိရှိချင်းပဲနော်အဲ့တော့ဒီလားရှိတဲ့သူရဲ့မှာတော်မှာလည်းလူတဲ့သူကိုသူပါတဲ့ဒါမှသုံးတဲ့ပါဘူးကျိုးလာဘုရားလည်းနာမည်ကြီးဆိုလို့ရှိရင်ဝိုင်းပြီးတော့လူတွေကလည်းတရားဘုရားတည်းရဲ့သင်္ကန်းတွေလက်နေတဲ့ကြည့်ကိုကျင့်တတ်တာပြီးပြန်ဆိုတယ်ပြီးတော့ဘလောက်မြန်လေးနဲ့ကျူးများတော်မှာပို့လို့တော့နော်သင်္ကန်းလေးနဲ့နာမည်ဆွေးနွေးတဲ့စာရင်းတွေရတဲ့စာရင်းကတော်လေးရှိဘူးလားရှိပါပါအဲ့လိုမြန်လေးတဲ့သူရမှာလည်းကုသိုလ်နဲ့တရားတော်လို့ဆက်ကြရတဲ့ကောင်းတယ်လို့နာမည်ကြီးတဲ့ညာမှာသူရမှာအဲ့လိုပဲဘုံနဲ့တက်တယ်လို့နဲ့ကုသိုလ်တွေပူရတယ်လို့နဲ့တကယ်တည်းလေးနဲ့လိုအပ်တဲ့နေရာတွေ့ကြတော့လူကြတော့ဒီလိုနဲ့လေးနဲ့သာသနာဟာပြည့်တဲ့နေရာတွေပြည့်လိုက်ကုန်တာပေါ့နော်အဲ့ဒါလူတွေတို့ကိုလည်းကြည့်ပါဒီလားနဲ့နေရာမှာဒီလားရှိလို့ဒီလားရှိချင်းချင်းမှာပဲနဲ့လိုတဲ့နေရာကိုဥစားပေးဟုတ်လားဒါဆိုရင်တို့ရဲ့ကာလပဲနဲ့ဘုံရဲ့တန်ဖိုးရှိတဲ့အိဗယ်ရှိတဲ့ကာလမျိုးဖြစ်မှာပေါ့အဲ့တော့လည်းတော့များတော့ဒါနာမှုရှိတာဆက်ပါလေလူဝဲဘုရားပြည့်စည်တဲ့လူတော်ပုဂ္ဂိုလ်ပြည့်ချယ်ပြီးတော့သူရမယ်လို့လူတက်အောင်နေတာအဲ့လိုတော့လိုက်လူရန်လူရန်ပြည့်ချယ်မှဧကံကောင်းလာပါဗျာလူရန်လူရန်ပြည့်ချယ်မှဧကံကောင်းလာပါဗျာ
တော်တရဆောက်ကဘာသာတော်လို့ဆိုတော့ရှင်ရတတိတော်တို့တွေကတော့ပိဿာဘမာလိကတာမေသူပိကာဟုနိုင်မောတတိတော်တို့ကတော့ဓာတ်တဲ့ပို့ပြီးတော့တိလစောင့်တာကောင်းတယ်အားစောင့်တာကောင်းဘုရားကဘာသာဒီပြောလာတဲ့အဲ့ဒီအစစ်စစ်နဲ့ဒါနပြုတဲ့ဘုအပြုတဲ့ဘုဒါနပြုတဲ့ဘုဒီပြီးတော့တော့အဲ့ဒီဒါနနဲ့ကျင်းတဲ့နေရာမှာဆိုတာမဟုတ်ပါဘူးတဲ့ဒါနနဲ့ပို့ပြီးတော့အကျိုးများတဲ့ပြည့်တဲ့ကုသိုလ်ရှိလာတဲ့အဲ့ဒီကုသိုလ်ကတိလကုသိုလ်ဘာကုသိုလ်တိလကုသိုလ်ပါဗျာတိလကုသိုလ်ပါလေဒါကြောင့်အဲ့ဒီတိလကုသိုလ်ကိုဆောင်နေနိုင်ငံတော်ဆိုရင်လည်းတတိယတော့ဒါနာပြည့်တဲ့သူတွေထက်ပို့ပြီးတော့အကျိုးရှိအကျိုးများမယ်လို့ပြန်လာတယ်များလို့ဆိုတော့ဘုရားကသာလို့ပြောကြပါလေဟုတ်လားဆိုလိုက်တတ်မှုစစွာဆောင်ကျင်နာသံသာတိလကောင်းပါဗျာတတ်မှုစစွာဆောင်ကျင်နာသံသာတိလကောင်းပါဗျာအဲ့ဒါကြောင့်ရဲ့အမြင်ကတိလကကောင်းတယ်ဒါနောက်ဆုံးအုပ်စုသူတို့ကတော့လည်းဘာလျှောက်တော့ဆိုတော့ဘာမှသူတို့တွေလျှောက်တော့လည်းသူတို့ကပြဿနာတွေနဲ့သူနေတယ်ရှင်မြတ်အဲ့ဒီ၆အုပ်စုလျှောက်သွားတဲ့အချိန်မှာဘုသူစကားကအကောင်းဆုံးပဲဟုတ်လားဘုသူစကားကအကောင်းဆုံးပါလေဘုသူတွေကအကောင်းဆုံးပါလေနဲ့တွေဟောတဲ့တရားပြောတဲ့စကားကအကောင်းဆုံးပါလေဗျာလို့အကောင်းဆုံးတရားကိုပြီးတော့ဘုရားရှင်ဘုရားမြတ်ကသူ့တန်ဖိုးနဲ့သူကောင်းကြတာရှိပဲ။ဘုရားကပြောပါလေ။သူ့တန်ဖိုးနဲ့သူကောင်းကြတာပဲဗျာ။ဒါလည်းကလည်းတန်ဖိုးတွေကသူ့စင်းနဲ့သူကောင်းကြတာပဲတဲ့။ဒီလားနဲ့ဒီလားတန်ဖိုးတွေကကောင်းကြတာပဲ။ဒါပေမဲ့အကောင်းဆုံးတန်ဖိုးအရှိဆုံးတော့မဟုတ်သေးဘူး။ဆိုရတော့မြတ်စွာဘုရားကလည်းအကောင်းဆုံးကိုဖြည့်ဟောပါ။ဘာလို့ဖြည့်ဟောပါလဲ။အကောင်းဆုံးဖြည့်ဟောပါ။ဒါကမြတ်စွာဘုရားရဲ့ကိုယ်တော်ဟောတဲ့ဒီတရားကိုဒီလိုကကောင်းဆုံးတရားလို့တတ်ပြပါလေဟုတ်လားမှန်ပါဗျာသရဏိဒါနဘဝနာပဒနာဒါနသဝရမဗရဝကေယောကိုယ်ရေးစေကိုယ်ဝရရေရတပုဗ္ဗရေနာသနာနိဗ္ဗာန်ပေဝိဇာကဘုဒ္ဓပညာအမောနာကတော့တဲ့ပညာရှိပုဂ္ဂိုလ်ရဲ့ဆိုလို့ရှိရင်ယခုလည်းပြည့်ပြည့်ဟိုရှင်းလုံးလည်းပြည့်ပြည့်ရှင်းရှင်းလုံးလည်းပြည့်ပြည့်ကောင်းနာကနာပဲပြည့်ပြည့်နိဗ္ဗာန်ကိုသွားကြတဲ့ပုဂ္ဂိုလ်ရဲ့ဆိုတာဟာဝိပဿနာဘာဝနာကုသိုလ်ကိုပွားပြီးတော့မှသွားကြရတာဖြစ်လို့တဲ့အကောင်းဆုံးကတော့နိဗ္ဗာန်ရောက်ဖို့ဝိပဿနာအကောင်းဆုံးနိဗ္ဗာန်ရောက်ဖို့ဘာအကောင်းဆုံးဝိပဿနာအကောင်းဆုံးပါဗျာဒါနဲ့တည်းနဲ့နိဗ္ဗာန်ကိုလည်းမရနိုင်ပါဘူးသီလတည်းနဲ့နိဗ္ဗာန်ကိုလည်းမရနိုင်ပါဘူးဒါနဲ့သီလကိုခြေကပ်ပါပြီးတော့မှလည်းဝိပဿနာဘာဝနာလုပ်ပြီးတော့ကျမ်းစာပေါ်များအတော်ပါရမီဖြည့်ရတယ်ဆိုရင်လည်းနိဗ္ဗာန်ရောက်ဖို့ရအမြဲဆုံးဖြစ်လို့တရားကလည်းအကောင်းဆုံးကိုဖြစ်ပြီးပါလေဘာဝနာအလုပ်ကိုလုပ်ပါဘာလို့ကိုလုပ်ရမလဲဘာဝနာလုပ်ကိုလုပ်ပါပါဗျာကိုယ့်ရဲ့ခန္ဓာကိုယ်ကိုလည်းဉာဏ်လေးနဲ့ပြန်ကြည့်ပြီးတော့ခန္ဓာဖြစ်ပြက်ကိုရေအောင်ကြည့်နေတာအဲ့ဒါဝိပဿနာဘာဝနာလို့ခေါ်တာလေဟုတ်လားအဲ့ဒါလည်းယောဂီများဟာပြန်နေတဲ့ဝိပုရဲ့ဝိပဿနာတရားရဲ့နာမည်ရတာဖြစ်လို့ဝိပဿနာဆိုတဲ့စကားနဲ့စိတ်နဲ့မသိကြပါဘူးအာထုပ်ဒီတွေမှာလည်းသူကြီးတဲ့ဉာဏ်ရှိထားပြီးတာဖြစ်လို့တကယ်နဲ့အလုံးလို့ကိုယ်ဆိုတာပါဟုတ်လားဘာရင်ဆိုင်နေတိုင်းနဲ့ကိုယ့်ရဲ့နေစဉ်လူမှုဘဝကိုလည်းတတိယကပြီးတော့မှကိုယ်ဘာလို့နေလဲဘာတွေ့နေလဲဘာဖြစ်နေလဲဆိုတာလေးကိုဒီရင်ကိုလည်းပြောကြပါလေဟုတ်လားဒီလိုတော့မှတော့နိုင်ပါဒီလိုမဟုတ်ပါဘူးကိုယ့်ရဲ့နေစဉ်ဘဝလုပ်နေရင်ချိန်ရင်းတွေသွားရလာဆိုင်ရတောင်းရတဲ့ကိုလည်းတတိယကဲ့တဲ့အိမ်မှာနေရင်လည်းတရားရနိုင်တာပါပဲအိမ်မှာနေရင်တော့ရနိုင်ဘူးလားရနိုင်ပါဗျာရနိုင်တဲ့တရားကိုဘာလို့မလုပ်ကြတာလို့ဆိုတော့လုပ်ချင်လို့ပေါ့ဟုတ်လားအဲ့ဒါမလုပ်ချင်လို့မလုပ်တာကိုသူတို့တွေကလည်းလုပ်ချင်ပါအောင်ဆိုပြီးတော့တိုက်တွန်းပါတယ်အကောင်းဆုံးကဝိပဿနာတရားကောင်းဆုံးကတရားဒါကပြည့်တဲ့သီလစောင့်တည်
သူတို့တွေတဲ့ကုသိုလ်တွေစုံပြီးတော့နေတာပြည့်လို့သာသာနဲ့ပြည့်ရတော့တတ်ဘူးလားမှန်ပါပါအေးတော့ကျူရဘူးလားပေါ့အဲ့ဒါဒီလိုတော့အားလုံးဆိုလိုက်ရင်တော့ဒါနသီလဘာဝနာပါပဲဟုတ်ပါလေဒါနအဲ့ဒီမှာဒါနတဲ့သီလကပုံပြီးတော့တန်ဖိုးရှိတယ်သီလတဲ့ဝိရဒနာဘာဝနာကပုံပြီးတော့တန်ဖိုးရှိတယ်လို့ဒါလေးကိုသက်ဆောင်ရတာအစစ်အစစ်တတ်မှပြီးတော့ဟောတာပါနော်အဲ့တော့ဒီလိုမျိုးတော့နာတဲ့ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အလုပ်တွေကိုရအောင်ကြိုးစားပြီးတော့လုပ်နိုင်ကြဖို့နော်ကိုရတော့ကိုကပြင်ဝါးနေခေါ်တာဒီတော့သူတို့ဟုတ်ပါလေနော်ကဲအားလုံးလည်းပြောစို့ဒါနပြုတော့လက်တွေရှင်ဒါနပြုတော့လက်တွေရှင်လက်ရှင်နေပါလို့ဒါနပြုပါမလားဒါနပြုတော့လက်တွေရှင်ဒါနပြုတော့လက်တွေရှင်သီလဆောင်တော့ယောဂစင်သီလဆောင်တော့ယောဂစင်တမယေကောင်းကြီးမလို့ရမယ်သီလကုသိုလ်တော်ထေဟုတ်လားမှန်ပါဗျာသီလဆောင်တော့ယောဂစင်သီလဆောင်တော့ယောဂစင်သမထပွားတော့စိတ်ကြည်လေသမထပွားတော့စိတ်ကြည်လေသမထဘာဝနာဟုတ်လားမှန်ပါဗျာဘုရားဘုရားနဲ့ပြတာကိုယ်နဲ့ဗတိစိတ်နဲ့စသည်အဖြစ်သမထဘာဝနာတစ်မျိုးမျိုးကိုအဲ့ဒါဆိုတော့ဒီနဲ့ဆွတ်တဲ့လုပ်နေတဲ့ပုဂ္ဂိုလ်ကစိတ်နဲ့အင်အားတွေတက်လာပြီးတော့မှစိတ်ကလေးကြီးကြီးချမ်းသာပြီးတော်ရုံတန်ရုံလောကရန်ကိုမပြုတော့ဘူးဟုတ်လားအဲ့စိတ်နဲ့ခိုင်မာနေစိတ်နဲ့ကြီးနေနေလောကရန်ကိုသိတဲ့ခိုင်နေရင်တရထဘာဝနာကုသိုလ်တစ်မျိုးမျိုးကိုဆက်တဲ့နဲ့လုပ်ပါတဲ့တရထပွားတော့စိတ်ကြည်ပင်တရထပွားတော့စိတ်ကြည်ပင်ဝိရဒနာပွားတော့အိဗံဝေဝိရဒနာပွားတော့အိဗံဝေအိဗံဝေနေဆိုရင်တော့မပွားရမယ်ဝိရဒနာပွားရမယ်အေးလည်းတော့ဒီယောဂီများဒီနေ့ကဓမ္မစရိမာဆိုတော့ဆောနာကျိုးလာတဲ့ချိန်ကာလမှာလက်ဆင်းအောင်တဲ့ဗန္ဒနာကုသိုလ်တွေပြုနိုင်ကြပါစေပေါ့နော်ယောဂီကိစေအောင်နဲ့ကျမ်းမာအောင်နဲ့ဒီလကုသိုလ်တွေဆောင်နိုင်ကြပါစေစိတ်ရဲ့ရည်ရည်ခိုင်မာပြတ်သားကြဝေရအတွက်လောကရန်ကိုတော်လို့ရအတွက်သရထဘာဝနာများတွေကိုလည်းစွာခြင်းနဲ့ဒုက္ခနိုင်ကြပါစေဒေဝရာကောင်းတဲ့ဝိပဿနာလို့တွေကိုလည်းဒုစရာပြီးတော့အထုနိုင်ကြပါစေလို့သရပြည့်ပြည့်အောင်တဲ့ဒီလိုနဲ့သောတကြပါစို့ဗျာဒီလိုအားဖြင့်သက်သာဗျာကအကောင်းဆုံးဆိုတာဝိပဿနာပဲလို့နေတော်မူလိုက်တော့နာသာပရိယာတော့ဝတ္တအာယတာလူခေါ်ပြီးတော့ပြန်ရပါတယ်နော်အဲ့ဒါလည်းဘယ်တော့ရောအောင်လည်းတာလူခေါ်ပြီးတော့ပြန်ရအောင်အားလုံးတရားသိနေပါဆိုတဲ့ပြောဆိုတရားဟောရပုံညာကုသိုလ်တရားဟောရပုံညာကုသိုလ်တရားနာရပုံညာကုသိုလ်တရားနာရပုံညာကုသိုလ်အရိယကိလေရှိယံပြုအရိယကိလေရှိယံပြုသတောမကျော်လာရပါလို့သတောမကျော်လာရပါလို့ရာယောတတံကျေဇမမရာယောတတံကျေဇမမယောယေစေလဝိပါတိညာယောယေစေလဝိပါတိညာပရိမာဏဒုက္ခဗလာပရိမာဏဒုက္ခဗလာဒုတယဒုဝါစေဝရာ
ညာဝိတရားတွေအာလုံးရပါစေညာရကြ၍ကိုယ်စိတ်နှပြဓမ္မချမ်းသာဝန္တာကြသည်ဖြစ်ကြပါစေကုသိုလ်
မြလူ